ဒါမှတ်တမ်းနေတာတော့ပြတ်သွားလေပြဿနာမရှိဘူးနော်ဟုတ်ပြီရလားတိုးလို့လည်းပြုတ်ကြသွားအောင်မယ်ခလတ်မတိုးရင်မဖြစ်ဘူးအပရိဟာနိယတဲ့ဒါလေးဦးသေးတို့မှတ်မယ်တရားမှာတဲ့မပြည့်စည်ဝေးပါတဲ့ညီညီညာညာစည်းဝေးပါတဲ့ညီညွတ်စည်းဝေးပြီးဆုံးဖြတ်ပါဆုံးဖြတ်တဲ့အတိုင်းတညီတဲ့အကောင့်တွေဖော်ပါကိုအကောင့်တွေဖော်ပါဆိုတာကိုအခြေခံထားတာဒါဦးသေးတို့ဒီဆရာတော်ကြီးကဒီတရားတော်ကအခုတမ္ပရာတရားနဲ့ပြောတာနဲ့တော့မဆိုင်ဘူးဒါပြန်ဆရာတော်ကြီးကတရားဟောရင်းနဲ့ဒီဥစ္စာကိုအပရိဟာနိယအကြောင်းကိုနှွှဲပြီးတော့ပြောသွားတာပေါ့ဦးဇင်းတို့အပရိဟာနိယကိုဘယ်နေရာမှာကြားဘူးမလဲဆိုရင်ဦးဇင်းတို့အဇာတတနဲ့ပတ်သက်ပြီးတော့ဒါဦးဇင်းတို့ဘုဒ္ဓဖြစ်ပြောပြတာအဇာတတနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်ကဒီအပရိဟာနိယတရားကိုဟောထားတာအဇာတတကပါလိမ့်မယ်သူ့ရဲ့ဦးလေးဘယ်သူတော့ကောသလဟုတ်တယ်နော်အဇာတတကပါအဇာတတကဗိမိတာရဒီဘယ်မှာတော့ရာဇဂျုံမလားဟုတ်တယ်မလားရာဇဂျုံနောက်မှရာဇဂျုံအတိုင်းနေပြီးတော့ထားလိုက်ဦးဇင်းတို့အဲ့ဒါတွေပြောရတာနဲ့လည်းစကားမေ့သွားပြီအဲ့တော့ဒီကိလို့ပြောမှဆိုခွဲထွက်သွားတဲ့နိုင်ငံတစ်နိုင်ငံမေ့သွားပြီအဲ့နိုင်ငံတစ်နိုင်ငံကိုသူကအဇာတတကပြန်သိမ်းခြင်းတော့ကြတော့ဘာဖြစ်တော့ဆိုတော့တထူးထူးလုံးနေအဲ့ချိန်မှာဖះနာလေရောက်တာပေါ့ဘာပဲပြောတော့တကမှာအဇာတတနဲ့နှွဲပြီးတော့ကြတော့မြတ်စွာဘုရားရှင်ကဒီအပရိဟာနိယတရားကိုဟောတာဒီမင်းတွေကသူတို့မှာချင်းချင်းညီညွတ်နေသမျှချင်းပုံမှန်အစည်းအဝေးနေသမျှတိုင်မင်းတွေများချက်အလုပ်ကိုလည်းပုံမှန်လုပ်နေသမျှဘယ်သူဘယ်ဝါမှဖြူလို့မပြိုဘူးဆိုတဲ့သဘောနဲ့မြတ်စွာဘုရားရှင်ကယဟန်တွေအတွက်လည်းအပရိဟာနိယ6မျိုးဟောတယ်9မျိုး6မျိုးဟောတယ်အဲ့ဒါလည်းနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့လည်းအပရိဟာနိယ6မျိုးဟောတယ်အဲ့ဒီမှာအပရိဟာနိယအကြောင်းလေးအသေးစိတ်ပါတာပေါ့ဒါဘယ်သူ့ကိုအကြောင်းပြုပြီးတော့ဟောတယ်လဲဆိုတော့ဒီအစာတတကြီးကိုအကြောင်းပြုပြီးတော့ဟောတာအစာတတကြီးကသူကတိုင်းပြည်တပြည်ကိုသူကလူကျင်နေတဲ့အချိန်မှာမြတ်စွာဘုရားရှင်ကနိုင်ငံရေးအကြောင်းဟောတော့မဟုတ်ဘဲနဲ့ယဟန်နေနဲ့နှွှဲပြီးတော့ဒါအပရိဟာနိယအကြောင်းဟောတာအဲ့အချိန်မှာလေဦးဇင်းတို့မြတ်စွာဘုရားပြိဋိဘံစံထိကိုအတူသိမ့်ကျင်တဲ့ဒီတိုင်းပြည်ကိုသူမသိမ့်ဖြစ်လိုက်ဘူးရဲ့နောက်ပိုင်းရမှာဘာဖြစ်သွားတယ်လဲဆိုတော့ဒီဘုရားပြိဋိဘံစံပြီးတော့မှသူတို့စိတ်တွေဖြစ်ကြတယ်ထင်တယ်အဲ့ဒီမှာသူတို့ဖြစ်ကြတယ်ကဲထားလိုက်တော့ဒါကတော့သူတို့ဘေးအကြောင်းတွေနှွှဲပြောလိုက်တာပေါ့ဒါလေးတွေရှေ့သွားဖတ်လိုက်ကြအောင်ဒီဥစ္စာလေးတည်တံ့မှတ်ထားမယ်အပရိဟာနိယတရားကိုများကိုပြောပြခဲ့ပါဆိုရင်တရားမှာမပြည့်စည်ဝေးတဲ့နောက်တစ်ခါညီညွတ်စည်းဝေးတဲ့ညီညွတ်စည်းဝေးပြီးတော့ဘာလုပ်မလဲဆုံးဖြတ်ပါတဲ့ဆုံးဖြတ်တဲ့အတိုင်းဟိုတဲ့အကောင့်တွေပေါ်ပါတဲ့၄ချက်နော်မပြည့်ရဲ့ညီညွတ်ရဲ့စည်းဝေးပြီးတော့ဆုံးဖြတ်ပြီးတော့အကောင့်တွေပေါ်တယ်အဲ့ဒါကိုသိချမှတ်တာပဲအဲ့ဒါ၅မှတ်တန်လေးတွေအောက်ကိုဖတ်မယ်ဗျာအောက်ကဥစ္စာပါဠိကတော့မဖြစ်မနေကြက်ထားမယ်ဗျာအောက်ကပါဠိကတော့မဖြစ်မနေကိုကြက်ထားမယ်ဗျာနာဟိဝေရေနဝေရာနိတမန္တိဒကုဒါသနံအဝေရေနသာတမန္တိဧတဓမ္မောတနန္တနောတဲ့ဒါလေးကိုနားထောင်ထားပြုနာဟိဝေရေနဝေရာနိတမန္တိဒကုဒါသနံအဝေရေနသာတမန္တိဧတဓမ္မောတနန္တနောအဲ့ဒီမှာခေါင်းလေးတက်လိုက်မယ်မြတ်စွာဘုရားရှင်ဤငြိမ်းချမ်းရေးတရားသူတက်ထားလိုက်အဲ့ခါတော့မဖြစ်မနေကြက်ထားမှာပြုယခုကဒီတရားတော်ကဏီကုန်းဘက်ကိုရောက်နေပြီဦးသိန်းတို့ကတရားကပြီးသင့်တယ်လို့ပြီးနေပြီဏီကုန်းအကြောင်းပြောတော့ကဲဒါလေးကိုနှစ်ခါလောက်ပူဇော်လိုက်ကြအောင်နာဟိဝေရေနာဝေရာနိတမန္တိဒကုဒါသနံအဝေရေနသာတမန္တိဧတဓမ္မောတနန္တနောနောက်တစ်ခါလောက်နာဟိဝေရေနဝေရာနိတမန္တိဒကုဒါသနံအဝေရေနသတမန္တိဧတဓမ္မောတနန္တနောအောက်ကမြန်မာပြန်လေးကိုဖတ်ကြည့်မယ်ငြိမ်းချမ်းတဲ့နိဟာတဲ့မေတ္တာတရားသာဖြစ်တယ်လို့ဟောတယ်တဲ့မြတ်စွာဘုရားဟောတဲ့အတိုင်းနဲ့လိုက်နာမယ်လို့ရှိရင်တဲ့
ကဘာကြီးကလည်းပဲငြိမ်းချမ်းသွားမှာပါတဲ့စီးပွားရေးတိုးတက်မှုလည်းဖြစ်နိုင်မယ်တဲ့ဒါပဲဆရာတော်ကြီးကဟောနေတဲ့ဒီကာရာကိုဟောသွားတာဒီကာရာကိုထည့်ဟောသွားတာအမှန်ကတော့ဦးသိန်းတို့ပြောနေတဲ့တမ္ပရာတရားနဲ့တော့မဆိုင်ဘူးဒါဦးသိန်းတို့က white book ကလည်းမပါဘူးဒီနေ့ကဟိုဘက်မှာအလူတစ်ခုရှိတော့ကြတော့အဲ့ဒါကိုမြန်မာပြန်လေးဦးသိန်းတို့ထည့်ရေးမယ်ပို့ထဲမှာကိုကြီးဦးသိန်းရှိရတာနေပဲဒါကပြောပေးမယ်ဒါလေးဦးသိန်းတို့တစ်ခါလောက်လေးဘာသာပြန်ကြည့်အောင်မယ်နာယဝေဒနာဝေဒာနိတမန္တိတာကုဒါသနာတမန္တိတာဣဒာတဲ့ဤလောကမှာတဲ့နာယဝေဒနာဝေဒာနိဝေဒနာယံတုတ်လို့တဖြင့်တဲ့ဝေဒာနိယံတို့သည်ကုဒါသနာတယံတစစ်များတဲ့ဘာဖြစ်လဲဆိုတာတမန္တိတာတယံတစစ်များတဲ့ဘာဖြစ်လဲဆိုတာငြိမ်းချမ်းရုပ်ထုံးစံမရှိဘူးတဲ့အဝေဒနာသာတမန္တိတဲ့ယံတုတ်မမူတဖြင့်သာလင်းတဲ့ငြိမ်းချမ်းတယ်တဲ့ဧသဓမ္မောသနန္တနောဒီတရားကတဲ့သနန္တနောတဲ့ရှေးရိုးထုံးစံတရားပဲတဲ့ဟိုးကဘာအဆက်ဆက်ကနေကဒီနေ့ဒီအချိန်ထိတယောက်နဲ့တိုက်ခိုက်ပြီးတော့ငြိမ်းချမ်းသွားတယ်ဆိုတာဒီနေ့ကထိတဲ့ဘာဖြစ်လဲသနန္တနောတဲ့လောကရဲ့ဓမ္မတာသဘောပဲတဲ့ဘယ်သောအခါမှလည်းမရှိဘူးတဲ့ဒါမြတ်စွာဘုရားရှင်တရားပဲငြိမ်းချမ်းဖို့ဆိုပြီးတော့တယောက်နဲ့တက်နေရဆိုတာလုံးဝမရှိပါဘူးတဲ့ကဲအဲ့တော့ဘာသာပြန်လေးရေးကြရအောင်ဤလောက၌ရေးလိုက်ယံကိုယံခြင်းတုတ်ပြန်သဖြင့်ဘယ်သောအခါမှမငြိမ်းချမ်းပါဘယ်သောအခါမှဆိုတာကုဒါသနာလေးဘာသာပြန်လိုက်ဒီလောကနာယံကိုယံခြင်းတုတ်ပြန်သဖြင့်ဘယ်သောအခါမှမငြိမ်းချမ်းပါယံကိုယံဖြင့်မတုတ်ပြန်သဖြင့်သာလျှင်ငြိမ်းချမ်းပါမည်ဤလောကနာယံကိုယံဖြင့်တုတ်ပြန်သဖြင့်ဘယ်သောအခါမှမငြိမ်းချမ်းပါယံကိုယံဖြင့်တုတ်ပြန်သဖြင့်ယံကိုယံဖြင့်မတုတ်ပြန်သဖြင့်သာငြိမ်းချမ်းပါမည်ဤတရားသည်လောကရေဤရှေးရိုးထုံးစံတရားဖြစ်ပါသည်သနန္တနောလေးကိုဘာသာပြန်လိုက်ရှေးရိုးထုံးစံရှေးခေတ်ကနေကဘာဥခါလဦးဇင်းတို့သာကြောက်ဒီလေဝါနဲ့ပြောမှဆိုကြောက်ခေတ်ဘယ်ခေတ်ပါရာခေတ်နဲ့ပြောတော့ဒီဘယ်တော့အခါမှမငြိမ်းချမ်းဘူးတဲ့မြတ်စွာဘုရားရှင်ငြိမ်းချမ်းရေးတရားပဲငြိမ်းချမ်းရေးတရားဒါကြောင့်ဦးဇင်းတို့သာမဝဲမှာဒီမှာလာပတ်လေးတွေမှာလာဦးဇင်းတို့မေးတတ်တယ်မြတ်စွာဘုရားရှင်ဤငြိမ်းချမ်းရေးတရားကိုငြိမ်းချမ်းရေးတရားကိုပါဠိမြန်မာပြန်နှစ်မျိုးလုံးရေးပြခဲ့ပါဆိုဒါကိုရေးရမယ်နော်ဒါလေးရေးရမယ်ကဲဒါကိုပါဠိလေးတစ်ခေါက်မြန်မာပြန်လေးတစ်ခေါက်ဦးဇင်းတို့စိုးကြည့်ကြရအောင်နာဟေဝေရေနာဝေရာတိတမန္တိရာကုဒါသနာအဝေရေနာသာတမန္တိဧသာဓမ္မောသနန္တနောဤလောက၌ယံကိုယံဖြင့်သုံးပြန်သဖြင့်ဘယ်သောအခါမှမငြိမ်းချမ်းပါယံကိုယံဖြင့်မတုတ်ပြန်သဖြင့်သာလေငြိမ်းချမ်းပါမည်ဤတရားသည်ရှေးရိုးထုံးစံသဘာဝတရားဖြစ်ပါသည်ယံကိုယံဖြင့်လို့တဲ့စကားထောက်နေလိုက်ယံကိုယံချင်းပေါ့ဗျာဟုတ်တယ်နော်ယံကိုယံဖြင့်ဆိုတော့ကြတော့ဝိပဿနာလေးနဲ့ဆိုပြောဆိုရတာရေးရတာထောက်နေယံကိုယံချင်းဆိုတဲ့ဖြစ်တယ်အမြတ်စွာဘုရားရှင်ရဲ့တရားဦးဇင်းတို့ဓမ္မပဒထဲမှာဟောထားတဲ့တရားဒါဆိုရင်ဒီဥစ္စာပြည့်စုံပါပြီအောက်ကိုဖတ်ကြရအောင်အောက်ကကဘာကြီးငြိမ်းချမ်းအောင်လဲဗုဒ္ဓတရားတော်ကဖော်ဆောင်သိနိုင်ပါတယ်တဲ့။ဩဆိုလို့ရတယ်ဆရာတော်ကြီးဟောလိုက်ခြင်းကဘာဟောလိုက်တယ်ဆိုတော့သူကမြတ်စွာဘုရားရဲ့တရားတော်တွေကအနိစ္စဒုက္ခအနတ္တတရားတွေကြီးတယ်မဟုတ်ဘူး။တမ္ပရာတရားနဲ့ပတ်သက်မဲ့ပြောမယ်ဆိုရင်လည်းကြီးပွားကြောင်းတုဒ္ဒကြောင်းတွေရှိတယ်။အဲ့လိုရှိသလိုပဲမြတ်စွာဘုရားရှင်ကကဘာကြီးငြိမ်းချမ်းမှုဆိုရင်လည်းဟောထားတဲ့တရားရှိတယ်လို့သာဆရာတော်ကြီးကထည့်ဟောသွားတာနော်ဟုတ်တယ်နော်
ဦးဇင်းတို့ဒီကဘာဝင်းရင်မှာစစ်မှတ်တွေဖြစ်နေကြတာပဲဗျာသူတရံဦးရံအခုဆိုရင်ဒါဘာဖြစ်နေလဲဆိုတော့တကယ်စစ်လက်နဲ့ခင်မီတွေနေရာကြီးနဲ့ချနေကြပါပဲဗျာနောက်ပိုင်းဦးဇင်းတို့လက်တွေ့ခံစားနေရပဲလက်ရှိဦးဇင်းတို့မြန်မာနိုင်ငံမှာလည်းဖြစ်နေကြတာပဲဗျာဘယ်သူခေါင်းစဉ်အောက်ကပဲဘလူးခေါင်းစဉ်တွေအောက်ကပဲဖြစ်တဲ့ဦးဇင်းတို့မြတ်စွာဘုရားရှင်ရဲ့တကယ်ငြိမ်းချမ်းရေးတရားတော်ဒီအတိုင်းပဲရှိပါသည်တဲ့ကြည့်ထားလိုက်တော့မြတ်စွာဘုရားတရားတော်တွေဟာတဲ့လောကုတ္တရာတရားတွေပဲတို့နဲ့မဆိုင်ဘူးလို့ထင်နေကြတယ်ဒါအရှိမဦးဇင်းတို့ပြောခဲ့ပြီးသွားပြီနော်ဒီလိုတဲ့စီဝါရေးဘာနာဘက်မှာလည်းပဲတရားတော်အတိုင်းအသုံးချမယ်ဆိုရင်အသုံးချရမယ်ဆိုတာအတိနေကြတယ်တဲ့ဟုတ်တာပေါ့ဦးဇင်းတို့စီဝါရေးသမားတွေကမသိကြဘူးဦးဇင်းတို့ line ပေါ်မှာဆိုရင်လူငယ်တရားတော်ရှိပါတယ်ဒါမြတ်စွာဘုရားရှင်ရဲ့တရားတော်ဤနေတိုင်းနဲ့ဘယ်လိုသူ့ဘယ်ဝါလောက်တယ်သူဘယ်လိုကြီးပွားတယ်ဆိုတော့တကယ်ကိုပြောနေတဲ့သူတွေရှိတယ်ပေါ့ဒါပေမဲ့ပြန်တဲ့သူတွေတော့မရှိပါဘူးမြတ်စွာဘုရားတရားတော်တွေကအကျန်တဲ့ကိစ္စတွေနဲ့ပဲဒါဆက်ဆိုင်တယ်လို့ထင်နေကြတာများတယ်တချို့ကမသိုံနေမကဘူးတဲ့ဒီဗုဒ္ဓဘာသာတရားတော်တွေအတိုင်းလုံးလို့ရှိရင်တဲ့စီဝါရေးမတိုးတက်နိုင်ဘူးလို့တော့မှထင်နေကြတယ်တဲ့ဗျာ2000ပြည့်နှစ်ကတဲ့ဘုန်းကြီးတို့စီမှာကိုရီးယားဘိက္ခုနီတူတဲ့ PhD ပါရဂူလာလောက်တာရှိတယ်တဲ့သူနဲ့စကားဆက်ပြီးလို့ပြောတော့သူတို့ကိုရီးယားမှာတဲ့လူငယ်တော်တော်များများမှာဗုဒ္ဓဘာသာဖြစ်လို့ရှိရင်တိုင်းပြည်မကြီးပွားနိုင်ဘူးလို့အမြင်ရှိကြတယ်တဲ့ကဲပေါ့ဆက်ဖတ်လိုက်ဦးမှာဗျာအဲ့ဒီအမြင်ကဗုဒ္ဓတရားတော်တွေကိုမသိလို့တဲ့သူတို့ကဘာကိုကြည့်ပြီးတော့ပြောလို့ဆိုရင်တဲ့သူ့အသက်ကိုမသက်ရဘူးသူ့ဥစ္စာကိုမစုကွာဥစ္စာသဖြင့်ဘာဘာသီလာထဲမှာတဲ့ရှောင်ရမယ်ဆိုတာတွေကိုကြည့်ပြီးတော့လောကမှာဓာတွေရှောင်နေလို့စီးပွားရေးလုံးလို့မဖြစ်ဘူးလို့ဒီလိုယူဆကြတယ်တဲ့ဟုတ်တယ်နော်အောက်ကိုဖတ်လိုက်ဦးမှာဗျာအမှန်မှားတဲ့စီးပွားရေးဖြစ်နိုင်တဲ့နီလန်းတွေအများကြီးရှိတယ်မြတ်စွာဘုရားကမလုံးရဘူးလို့ပြောတဲ့ဟာကတဲ့ဗါတဲ့တော့ဝါရိတ္တသီလအဲ့ဒါတော့အတိုင်းတာမလုံးရဘူးလို့ပြောတဲ့ဟာကဝါရိတ္တသီလရဦးမှာပါဝါရိတ္တသီလဆိုတာမလုံးရဘူးလို့ပြောတဲ့ဟာဆိုဘာတွေပြောရလဲမတရဘူးမခိုးရဘူးသူတစ်ပါးအေးမပြမရဘူးလိမ်မပြောရဘူးရဲမတော့ရဘူးစသဖြင့်အခြေခံ၅ပါးသီလကဝါရိတ္တသီလဦးရတို့ကဒါပဲသိတာမဟုတ်လားအောက်ကိုပတ်ဆက်ဖတ်လိုက်ဦးမှာဗျအောက်ကြောင်းဖတ်လိုက်မယ်လုံးရမယ်လို့ပြောတာကစာရိတ္တသီလလုံးရမယ်လို့ပြောတယ်ဆိုတာစာရိတ္တသီလတွေကဘာတွေလဲဦးသိန်းတို့ပြောခဲ့ပြီးသွားပြီဘာတွေလဲဆိုတော့တမ္ပရာတရား၈ပါးဘာ၈ပါးလဲဆိုတော့လက်ရှိဘဝတမ္ပရာတရား၄ပါးနောက်လက်ရှိအတွက်တမ္ပရာတရား၄ပါးနောက်တမလွန်အတွက်တန္တရာတရား၄ပါးအဲ့ဥစ္စာတွေကဘာတွေတော့ဘာသီလတော့စာရိတ္တသီလတဲ့ဟုတ်ပြီဝါရိတ္တသီလနဲ့စာရိတ္တသီလနှမျိုးရှိတယ်တဲ့မလုံးရဘူးလို့ဆိုတာတွေသာရှေ့တန်းတင်ပြီးတော့လုံးရမယ်ဆိုတာတွေကြတော့မေ့ထားကြတယ်တဲ့ဒါကြောင့်ဦးဇင်းတို့ဒီနေရာမှာမေခွင်း2ခုလောက်ထွက်သွားမယ်ပေါ့ဘယ်လိုထွက်သွားမလဲဆိုတော့ဦးဇင်းတို့ဒီနေရာမှာဗာလိတားမလဲဆိုတော့ဗုဒ္ဓဘာသာဖြစ်လို့ရှိရင်တိုင်းပြည်မကြီးပွားနိုင်ဘူးဆိုတဲ့အမြင်အဲ့ဒါလေးအန်တလိုင်းတာပြီးသွားပြီလားပြီးသွားတော့ကြတော့အဲ့ဒါဒုတိယအပိုက်ထဲမှာနော်ပထမပိုက်ထဲကျတော့ဗုဒ္ဓဘာသာတရားတော်တွေအတိုင်းလုပ်လို့ရှိရင်စီးပွားရေးမတိုးတက်နိုင်ဘူးဆိုတဲ့အန်တလိုင်းတာအပေါ်လေးမှာစာမျက်နှာ52အပေါ်ဆုံးကြောင့်ဗုဒ္ဓဘာသာတရားတော်တွေအတိုင်းလုပ်လို့ရှိရင်စီးပွားရေးမတိုးတက်နိုင်ဘူးအန်တလိုင်းတာဦးဇင်းတို့နှုတ်ထုတ်တဲ့ခါကျရင်ဒါလေးတွေထည့်တယ်ပြီးထုတ်အောင်လို့ပြီးသွားတော့ကြတော့နောက်တစ်ခုကဘာလဲဆိုတော့ဗုဒ္ဓဘာသာဖြစ်လို့ရှိရင်တိုင်းပြည်မတိုးတက်နိုင်ဘူးလို့အမြင်ရှိတယ်အဲ့ဒါအန်တလိုင်းတာဒါဆိုဦးဇင်းတို့မေးခွန်းတစ်ခုထွက်လာမယ်ဗုဒ္ဓဘာသာတရားတော်အတိုင်းကျင့်လို့ရှိရင်စီးပွားရေးမတိုးတက်နိုင်ဘူးတိုင်းပြည်မတိုးတက်နိုင်ဘူးဆိုတဲ့တဘာသူတွေရဲ့ထင်မြင်ယူဆချက်ဟုတ်သလားမဟုတ်သလားမိမိတို့ယူဆချက်အတိုင်းပြောပြခဲ့ပါအဲ့လိုလည်းမေးခွန်းထွက်မှာပေါ့ဒါတော့ဦးဇင်းဟိုနှုတ်ပြောလိုက်တဲ့သဘောပေါ့ဒါပေမဲ့မေးခွန်းပိုင်ရှင်ကဒီသဘောနဲ့ပတ်သက်တဲ့အဓိပ္ပာယ်နဲ့တူတဲ့စကားလုံးမျိုးထွက်လာရင်လည်းဦးဇင်းတို့ဒါဖြေရမှာပေါ့ဒီနေ့မှာဦးဇင်းတို့အခုအန်တလိုင်းတာပြီးသွားပြီလူအများစုထင်နေရတာဘာဖြစ်လဲသီလ2မျိုးရှိတယ်ဗာသီလတွေတော့ဝါရိတ္တနဲ့စာရိတ္တဝါရိတ္တကဘာလဲတော့မလုပ်ရဘူးအဲ့ဒါဦးဇင်းတို့မှတ်ထားလိုက်တော့5ပါးသီလနော်ဟုတ်တယ်နော်ဦးဇင်းတို့ကဒါပဲသိထားတာမဟုတ်လားသူဗုဒ္ဓဘာသာတရားတော်တွေကအခုဒါကတော့ငါးဖမ်းတာတို့ဒါဘာကြက်မွေးတာတို့ဝမ်မွေးတာတို့ဆိုရင်ဒါတွေမလောက်ကောင်းဘာညာလို့ပဲကိုတွေကဒါတွေရှေ့တန်းတင်ပြီးတော့ဦးဇင်းတို့ပြောနေကြတာဟုတ်တယ်နော်ဒါပေမဲ့မြတ်စွာဘုရားရှင်သီလ2မျိုးဟောတာစာရိတ္တသီလကျတော့လူတွေကဘာဖြစ်လဲမျက်ွယ်ပြုထားတာသမ္မာတရား၈ပါးတွေဟောတာမဟုတ်လားအဲ့၈ပါးတွေနဲ့ပြည့်စုံမယ်ဆိုရင်ဦးဇင်းတို့ကဘာဖြစ်တော့
အကြီးပွားတာပေါ့တိုးတက်တာပေါ့ဒါကြောင့်ဦးဇင်းတို့အပြေထုတ်တဲ့ခါကျတော့မြတ်စွာဘုရားရှင်မြတ်စွာဘုရားကမလို့ရဘူးလို့ပြောထားတဲ့ဝါရိတသီလနဲ့လောက်ရမယ်လို့ပြောထားတဲ့စာရိတသီလရှိပါတယ်ဝါရိတသီလစာရိတသီလနဲ့နှမျိုးရှိတဲ့အထဲမှာမလောက်ရဘူးဆိုတဲ့ဝါရိတသီလကိုရှေ့တန်းတင်ပြီးတော့လောက်ရမယ်ဆိုတဲ့စာရိတသီလကိုရှေ့တန်းတင်ပြီးတော့ရှေ့တန်းတင်မေ့ထားကြပါတယ်ဟုတ်တယ်မလားလောက်ရမယ်ဆိုတဲ့စာရိတသီလကိုရှေ့တန်းတင်ပြီးတော့လုပ်မယ်ဆိုရင်ဘယ်နိုင်ငံဘယ်လူမျိုးဘယ်ဘာသာမဆိုကြီးဝါနိုင်ပါတယ်တိုးတက်နိုင်ပါတယ်ဆိုကိုဘာလုပ်ရမလဲစကလုံးလေးတွေချောချောမှုလေးတွေရေးထည့်လိုက်ဦးမယ်မလားဦးဇင်းတို့အချက်မှတ်ထားရမှာကဒါပြီးမတိုးတက်နိုင်ဘူးလို့ယူဆထားတယ်ဒါတစ်ချက်ဒါမေးခွန်းလာမယ်ဆိုရင်နောက်တစ်ခုဦးဇင်းတို့အဖြေပေးရမှာကစာရိတသီလအကြောင်းဝါရိတသီလအကြောင်းဟုတ်တယ်နော်ဦးဇင်းတို့အဲ့လိုမေးရမယ်ဒီထဲမှာလည်းအသစ်တွေပါလို့ဦးဇင်းခဏခဏပြောပါတယ်ဒီစာမှုပဲကဦးဇင်းတို့ဣတိမလွယ်ဖြေရမယ့်အရာမဟုတ်ဘူးသူမေးလာတဲ့ဥစ္စာလေးကိုဂျက်ကောင်းလက်ကောင်းလေးဒီဦးဇင်းတို့ကရေးပြနိုင်မှုပဲလို့လေဟုတ်တယ်နော်နောက်ရတော့ထောင်းပြီးတော့အော်ပြီးတော့ကြည့်ရမယ့်အရာတွေလည်းမဟုတ်ဘူးဒါသို့တော့တချို့အရာလေးတွေကတော့ကြက်ထားမယ့်အရာလေးတွေပါတာပေါ့ဒါပေမဲ့ဦးဇင်းတို့ယာကိုင်တော့အရန်နေမယ်ဦးဇင်းတို့ကြက်ထားတဲ့အရာတွေအခုဖတ်လိုက်တဲ့ဂါထာလေးတွေဆိုရင်တော့လည်းကြက်ထားရမှာပေါ့ဒါပေမဲ့ဦးဇင်းတို့ကအခုကြတော့နားလဲတဲ့အတိုင်းလေးပြီးဦးဇင်းတို့ပြောသွားတာနော်အဲ့ဒါဦးဇင်းတို့သိထားနားလဲတဲ့အတိုင်းလေးသွားတာဒါကြောင့်နားလဲဖို့ဦးဇင်းတို့ဦးစားပေးပါမဟုတ်ဆိုရင်ဒါဒကာမကြီးတို့ဒါဖြေဦးထားတဲ့လူတွေဆိုရင်သိနေပြီကနားလဲတဲ့ပုံမှာအရန်ဟိုဦးဇင်းတို့စာမွေးကဦးစားပေးပြီးသွားတာလုံးတင်တယ်ဆိုတာကိုအခုကြည့်တယ်ဥဒ္ဒနာတံပရာလုံလဝိရိယရှိရမယ်ဒါထားလိုက်တော့ဦးဇင်းတို့မှတ်စရာမပါတော့ရှေ့မှာပါခဲ့ပြီးသားနေမလို့အာရကတံပရာထိသိမ်းဆောင်ကြောင်းမှုနဲ့ပြည့်စုံရမယ်ကလျာဏမိတ်တာမေကောက်ဆွေကောင်းနဲ့ရှိရမယ်သမဇီဝတာဝင်ငွေထွက်ငွေမျှတအောင်သုံးဆွဲရမယ်ဆိုတဲ့ဒီအချင်းတွေကောင်းတွေလုပ်ရမယ်ဆိုတာနဲ့ပတ်သက်လာလို့ရှိရင်မေ့ထားကြတယ်တဲ့ဦးဇင်းတို့မေ့ထားကြတာနော်ဟုတ်တယ်နော်ဒါနောက်မေဝင်းတို့ထုတ်တာပဲလူတွေမေ့ထားတယ်သီလကိုပြောပြခဲ့ပါလို့ဦးဇင်းတို့ဒါပဲရေးရမယ်ပေါ့ဟုတ်တယ်မလားဦးဇင်းတို့မေဝင်းတွေအမျိုးမျိုးထွက်လာနိုင်တယ်နော်ဟုတ်တယ်နော်ဒါကြောင့်ဦးဇင်းကခဏကိုပြောတယ်ဘာလို့ဆိုတော့အမေးဖြေမေဝင်းတွေကိုမကြည်သေးနဲ့ဩကြည်လိုက်ရင်ကိုယ့်ရဲ့အကြံဉာဏ်ယူဆချက်တွေဦးဇင်းတို့ကဘောင်းခတ်ပြီးသားဖြစ်သွားလိမ့်မယ်မေးခွန်းအမေးဖြေတွေကဘယ်ချိန်ကြည့်ရမလဲဆိုရင်စာမိုးပဲနီးလာတဲ့တလားလောက်နီးဆိုမှဘယ်သင်တန်းတွေကဘယ်လိုမျိုးတွေမေးထားတယ်သူတို့ကဘယ်လိုမေးတတ်တယ်ဆိုတာဦးဇင်းတို့ကကို့မှာစာရလာပြီဆိုချိန်မှာကြည့်မှန်လေဟုတ်တယ်မဟုတ်လားအဲ့လိုမကြည့်ဘဲနဲ့ဆိုရင်ဦးဇင်းတို့ဒီစာဝင်းနဲ့ပတ်သက်ပြီးတော့ဆိုရင် line ပေါ်တွေမှာဦးဇင်းတို့စီးပွားဖြစ်ရောင်းနေတဲ့မေးခွန်းတွေစသဖြင့်ခေါင်းစဉ်မျိုးနဲ့မေးခွန်းတွေအများကြီးရှိတယ်အဲ့လိုမေးခွန်းတွေကလည်းသူတို့စိတ်ကြိုက်တွေပဲဗာဖြစ်လေလေမေးခွန်းတွေထုတ်ပြီးတော့အဖြေတွေထုတ်ထားတာပဲအဲ့လိုတွေလိုက်ပြီးတော့သူတို့အချိန်ကုန်ခံပြီးတော့လုံနေမယ်ဆိုဦးဇင်းတို့ကထိုက်တင်တဲ့လောက်တော့အကျိုးရှိမယ်ဒါပေမဲ့ဦးဇင်းတို့ရဲ့အတွေးခေါ်ဘာဖြစ်ဆိုတော့ဘောင်ခတ်လိုက်တယ်လို့ဖြစ်သွားအခုဆိုရင်မေးခွန်းတစ်ခုထွက်လာမယ်ဗျာသီလနှစ်ပါးတည်းတွင်လူအများစုမေ့ထားတဲ့သီလကိုပြောပြပါဆိုတော့ဒါကိုဖတ်မတိုင်းမသိတော့ဘူးလေဟုတ်တယ်နော်အဲ့ဒါသိတာပါလူတွေကဘာဖြစ်တယ်ဝါရိတသီလကိုဘာဖြစ်တယ်ရှေ့တန်းတင်ထားတယ်စာရိတသီလကိုမေ့ထားကြတယ်တမ္ပရာတရား၈ပါးပေါ့ဟုတ်တယ်နော်အမှန်တော့၈ပါးထဲမှာဟိုကဒိဋ္ဌဓမ္မဟိတတမ္ပရာ၄ပါးကအဓိကပါ၄ကအဓိပါလက်အဓိကပေါ့နော်ဒါတော့ဦးဇင်းတို့ဒီစာမျက်နှာပြည့်စုံသွားပြီနော်စာမျက်နှာ53ကိုသွားမယ်အဲ့ဒါကြောင့်လည်းယနေ့ကဘာမှာတချို့ကဗုဒ္ဓတရားတော်တွေပေါ့အထင်အမြင်လွဲနေတာတွေရှိတယ်ဆိုတာသိရတယ်တဲ့ဦးဇင်းတို့ဟုတ်တာပေါ့အထင်အမြင်လွဲနေတာတွေဆိုတာသိရတယ်တဲ့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာလည်းပဲဗုဒ္ဓဘာသာဝင်အများစုကလောကုတ္တရာစာတွေဘုန်းကြီးစာတွေလောကီကိစ္စနဲ့မဆိုင်ဘူးလို့ဒီလိုယူဆနေကြတယ်ရှိတယ်ရှေ့ဘက်ဦးဇင်းတို့ဒီအကြောင်းတွေပြောခဲ့ပြီးသွားပြီနော်ဒီအကြောင်းတွေပြောခဲ့ပြီးသွားပြီဒါဦးဇင်းတို့ဟုတ်တာပေါ့တော်တော်များများယူဆကြတာဒါကြောင့်ဦးဇင်းတို့ခဏပြောတယ်ဘာလို့ဆိုတော့ဒီစာမွေးလေးပေါ်လာတာကဦးဇင်းတို့တော်တော်ယူကောင်းတာဦးဇင်းတို့ကဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးဆိုရင်ကလေးတွေဝါတွင်တဲ့ຫນွေဘက်မှာရင်ကျေးလိမ္မာလောက်လေးပဲသိတချို့ကြီးမဲ့ဘုန်းကြီးတွေနဲ့ပတ်သက်တယ်ဘာသာရေးနဲ့ပတ်သက်တယ်ဒီတက္ကသိုလ်တွေများသွားရှိတယ်ဒါပေမဲ့အများစုဗုဒ္ဓဘာသာဝင်တွေကလန့်မမိကြဘူးမလုံနိုင်ဘူးစီးပွားရေးရှိတယ်အချိန်မပေးနိုင်တော့စတယ်ပဲပေါ့အခုကျတော့ဆရာတော်ကြီးကဒီမကြည့်ဒီ9လ6လသာဒီဒါလေးတွေပဲနော်အမှန်တော်ဦးဇင်းတို့ဒီသင်္นานမလိုအောင်ထိကိုလုပ်ပေးထားတာဟုတ်တယ်မလားဒီသင်္นานကဒါအထောက်ပံ့တစ်ခုအတွက်ပဲလေဟုတ်တယ်မလားသင်္นานမလိုပဲနဲ့ကိုယ်အိမ်နေမဲ့ကိုဆရာတော်ကြီးတရားတွေကိုနားပြီးတော့လုပ်နိုင်တော့ဒီဆရာတော်ကြီးကလုပ်ပေးတာတော့ရတယ်ယနေ့ဆိုရင်ဒါဘာဖြစ်နေလဲဆိုတော့ဗုဒ္ဓဘာသာဝင်တော်တော်များများကဘာသာရေးကိုဆရာတော်ကြီးရဲ့ကျေးဇူးကြောင့်တော်တော်များများဟိုဒါထဲဝင်နေသိလာကြတယ်ပေါ့မနကုနောဆိုရဲလိုပဲဟုတ်မလဲဘာသာရေးဆိုတာရွတ်တာဖတ်တာလောက်ပေးပဋ္ဌာန်းရွတ်တဲ့လောက်လေးတင်လူတွေထင်းနေကြတယ်မလားဒါပေမဲ့တို့အဲ့လိုထင်တယ်မလား
ဖះရှိသွားပြီးတော့ဒီစီလေးဒီပြီးတော့ပေပထမ်းရုပ်တယ်လေးဆိုအော်ငါဘာသာရေးလုပ်နေတယ်လို့ထင်တယ်အယုတ်ခတ်များတယ်ဆိုရင်လည်းပဲကိုယ့်ကိုပတ်ဝန်းကျင်လည်းဒီလူကဘာသာရေးလုပ်နေတယ်လို့ထင်တာအမှန်ကအဲ့ဥစ္စာလေးတွေကတက်မှာအပေါ်ကာယံလေးတွေပဲရှိသေးတယ်နော်ဘာသာရေးဆိုတာအမှန်တော့တခုတယောက်ချင်းစီရဲ့မြတ်စွာဘုရားရှင်ရဲ့ဆုံးမသွန်သင်ချက်တွေကိုလိုက်နာနေတာကဒါဦးဇင်းတို့ဘာသာရေးပဲကဲတော့ကြအောင်မြတ်စွာဘုရားရဲ့တရားတော်တွေကနှစ်ပိုင်းရှိတယ်တဲ့အရှင်းမှလည်းပြောခဲ့ပြီးသွားပြီဒါပေမဲ့အခုလည်းပြန်ပြောမယ်ပေါ့တပိုင်းကတဲ့တန်တရာမှာအခြေအနေကောင်းတွေဖြစ်ပေါ်စေပြီးတော့ချမ်းချမ်းသာသာဘဝတစ်ခုနဲ့တစ်ခုနေထိုင်သွားဖို့တဘောကနေတဘောကျင်လည်တဲ့အခါမှာလည်းပဲချမ်းချမ်းသာသာဖြစ်ဖို့အခြေအနေကောင်းတွေမြတ်စွာဘုရားကဟောကြားတာဒါလေးကိုပြန်ဖတ်လိုက်မယ်တန်တရာမှာတဲ့ဦးဇင်းတို့ချမ်းချမ်းသာသာဘဝတစ်ခုဖြတ်သန်းနိုင်ဖို့ရဲ့ဟုတ်တယ်နော်အဲ့ဒါဦးဇင်းဘာပြောလဲဆိုတော့တံပရာယဟိတတံပရာတရား၄ပါးနဲ့ရှင်းပြောတာနော်ဟုတ်တယ်မလားနောက်တစ်ခုကဘာလဲဆိုတော့တဘောကနေတဘောကျင်လည်တဲ့အခါမှာလည်းပဲချမ်းချမ်းသာသာနေဖို့ဒါဦးဇင်းတို့အဲ့ဒါကိုဦးဇင်းတို့ဒီလိုလေးအန်ဒါလိုင်းထားလိုက်မယ်တန်တရာလဲတဲ့အခါမှာလည်းပဲချမ်းချမ်းသာသာဖြစ်ဖို့ဒီတစ်ချောင်းလေးတားလိုက်တဲ့ဦးဇင်းတို့ပြည့်စုံပါပြီဟုတ်တယ်နော်ဒီထဲမှာဆိုရင်ဒီထဲမှာဆိုရင်ဦးဇင်းတို့ဘာဖြစ်နေလဲဆိုတော့စာမျက်နှာဝါတွေပဲစာကြောင်းတွေမှာ9ချောင်း6ချောင်းလောက်ဖြစ်နေတာတန်တရာကျင်လေတဲ့အခါမှာအဆင်ပြေဖို့ဘယ်လိုအဆင်ပြေမလဲဆိုတော့ဦးဇင်းရဲ့စကားဖြတ်ပြောလိုက်အောင်မယ်ဦးဇင်းတို့ဒီထဲမှာဆိုရင်လူမျိုးအများကြီးရှိမှာပေါ့လူမျိုးထားပါတော့အများစုကတော့ဗမာပါမယ်ပေါ့အဲ့ဒါထားလိုက်တော့ဆိုတော့ဘာလို့ဆိုတော့ဘဝအမျိုးမျိုးရှိနေမယ်ချမ်းသာလာတဲ့မိသားစုကမွေးလာတဲ့ဆင်းရဲတဲ့မိသားစုကမွေးလာတဲ့အမျိုးမျိုးပေါ့အဲ့လိုကြီးတန်တရာကျင်းတဲ့အခါမှာတချို့ကြတော့ချမ်းသာတဲ့မိသားစုမှာမွေးတယ်မွေးတော့ကြတော့ကိုယ်ကသမတာမန်လေးအရေးသွေးရှိမယ်ဆိုတော့ကိုယ့်ရဲ့မိသားစုရဲ့အထောက်ပံ့ကပေးလိုက်တဲ့အခါမှာကိုကဘဝမှာအခြေအနေတစ်ခုမှသူဆင်ပြေသွားတာပဲအော်သူကဘာတွေကောင်းခဲ့လဲဆိုတော့ဒီထဲမှာဘာကောင်းခဲ့မလဲဆိုတော့တံပရာယဟိတတံပရာတွေသူဖြည့်ချင်းခဲ့တာပေါ့ဟုတ်တယ်နော်ဖြည့်ချင်းခဲ့တဲ့အတွက်ကြောင့်ဒီဘဝမှာဦးဇင်းတို့ပါဠိလိုပြောမယ်ဘယ်လိုပြောမလားပုပ္ပေသကတပုံညာတာလို့ခေါ်တယ်ပေါ့ရှေ့ကောင်းမှုကောင်းခဲ့တယ်ပေါ့ရှေ့ကောင်းမှုကောင်းတဲ့ကြောင့်မွေးတဲ့မိသားစုမှာမမွေးဘူးချမ်းသာတဲ့မိသားစုမှာမွေးလာတဲ့တကယ်အရေးသွေးရှိတဲ့မိသားစုရဲ့ဟိုတဲ့မိသားစုအတွက်အတိုင်းဝိုင်းမှာရမွေးရတယ်ပေါ့တကယ်လို့မှပုပ္ပေသကတပုံညာတာမပါဘူးဆိုဦးဇင်းဒီလူကဘယ်တော့ပဲညံကောင်းခဲ့တဲ့ပညာတွေပဲစီးဘူးခဲ့ဘာတွေပဲဖြစ်ခဲ့သူ့မှာအထောက်ပံ့မပေးနိုင်တချို့ဆိုကြောင်းတော့မလိုက်နိုင်ပဲနဲ့ကလေးတွေမပြေဘူးလားမိဘတွေမှာဘာဖြစ်နေတာဈေးရောက်နေတာသူတို့ကဘာကြောင့်လို့ဆိုတော့အဖေအချင်းတွေဒီသူတို့မွေးဖွားလာခဲ့တဲ့အတိုင်းဝိုင်းကြောင့်ပဲဟုတ်တယ်မလားမျက်မြင်ကြည့်မယ်ဆိုရင်ဒါဦးဇင်းတို့တန်တရာကျင်လေတဲ့အခါမှာအဲ့လိုတွေမကျင်လဲရအောင်တို့ကဦးဇင်းတို့ကညံလဲထိုင်တင်လာကောင်းမဲ့ရုပ်ရောပြင်စီစဉ်ဥစ္စာပြင်လဲဦးဇင်းတို့ကတန်တရာကျင်လေခါမှာအစဉ်ပြေဖို့အတွက်ကတပိုင်းတဲ့ဟုတ်ပြီနော်ဒါတပိုင်းရသွားပြီတန်တရာလေတဲ့အခါမှာလည်းပဲချမ်းချမ်းသာသာဖြစ်ဖို့အခြေဒီကောင်းတွေကိုမြတ်စွာဘုရားကဟောတာကတပိုင်းနောက်ဆုံးမြည်သည့်ဘာသာတရားမှာမပါပဲတို့လုံးဝဒုက္ခတွေငြိမ်းရန်ကိုကျင်တရားနဲ့အသိပညာတရားကိုမြတ်စွာဘုရားကဟောကြားတယ်တဲ့ဒါကြတော့ဘာပြောမလဲဆိုတော့ဒါကိုအန္တလိုင်းလေးဘယ်လိုတားမလဲဆိုတော့နောက်ဆုံးဒုက္ခတွေငြိမ်းရာဒါဒုက္ခတွေငြိမ်းရာအန္တလိုင်းတားလိုက်အသိပညာတရားကိုဆိုတဲ့ဥစ္စာလေးအန္တလိုင်းတားလိုက်ဒါဆိုရောက်သွားပြီစကားတွေများများရေးစရာမလိုဒုက္ခတွေငြိမ်းရာအသိပညာတရားဆိုတဲ့ဥစ္စာလို့ဘာပြောอ่ะဝိပဿနာကျင့်စဉ်တဲ့အောက်မှာတွေ့လားဟုတ်ပြီဝိပဿနာကျင့်စဉ်တဲ့ဦးဇင်းတို့ကမြတ်စွာဘုရားကအပေါ်မှာပါတယ်မြတ်စွာဘုရားတရားတော်တွေရဲ့နှစ်ပိုင်းနဲ့ရှေ့မှာလည်းဦးဇင်းတို့ပြောခဲ့ပြီးသွားပြီနော်ဒါဆိုရင်ဦးဇင်းတို့မေဝင်လေးတစ်ခုထွက်လာမယ်ဘယ်လိုထွက်လာမလဲဆိုတော့မြတ်စွာဘုရားရှင်45ဝါကာလပတ်လုံးဟောကြားခဲ့တဲ့တရားတော်တွေဘယ်နှစ်ပိုင်းရှိပါသလဲဆိုရင်ဦးဇင်းတို့ကနှစ်ပိုင်းလို့ပြောရမှာဟုတ်တယ်နော်ဗာတန္တရာကျင်လေတဲ့အခါမှာရှင်နေကောင်းတို့ရရှိဖို့တော့ဟောထားတာကတစ်ပိုင်းဒါတို့ကဒုက္ခချုပ်ငြိမ်းရာနိဗ္ဗာန်ရောက်ဖို့ကတပိုင်းမို့ဒါနားလေသလိုပြောလိုက်တာတော့ဒီထဲစကလုံးနဲ့တော့မဆိုင်ဘူးနော်ဟုတ်တယ်မလားဒီထဲစကလုံးနဲ့ပြောမယ်ဆိုရင်ဗါတဲ့တော့ပြောကြည့်ပါဦးဒုက္ခတွေငြိမ်းရာအသိပညာတရားအမှန်တော့နိဗ္ဗာန်ရောက်ဖို့ရပါဟုတ်တယ်မလားဒါဆိုပြည့်စုံသွားတာပဲဒါဆိုရင်မြတ်စွာဘုရားရှင်ရဲ့တရားတော်ကနှစ်ပိုင်းဟောတာပါတယ်တဲ့ဦးဇင်းတို့ရှေ့ဆက်သွားကြမယ်ဒါဆိုရင်ဒီဥစ္စာလည်းပြည့်စုံသွားပြီတချို့ကတဲ့လူလောကမှာလူရယ်လို့ဖြစ်လာတဲ့ခါလာပြီဒီကုန်းချုံပိုင်းရောက်လာပြီတချို့ကတဲ့လူလောကမှာလူရယ်လို့ဖြစ်လာတဲ့ခါဘဝပေါ်မှာတွေ့တာမှုတွေရှိကြတယ်မိမိဘဝကိုတွေ့တာတယ်မိမိဘဝကိုတွေ့တာသည့်အတွက်ကြောင့်တဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုတွေ့တာတယ်အဲ့ဒီတွေ့တာတွေကဘာဖြစ်တယ်လဲဆိုရင်တဲ့စိုးရိမ်မှုတောကတွေဖြစ်တယ်အဲ့ဒါလေးကိုတားမယ်ဗျာအတွဲအတွာတွေကအတာတွေက
အဲ့ဒါမျိုးအန်တလိုက်တာအောက်ဆုံးအကြောင်းလေးကိုထားမယ်စိုးရိမ်မှုတောကဖြစ်စေတယ်တဲ့ရပြီနော်ရပါပြီဘုဘကိုသွားမယ်အတွေ့အတာတွေရှိတဲ့နေရာမှာစိုးရိမ်မှုဆိုတာဖြစ်ပေါ်လာတယ်တဲ့အတွေ့အတာမရှိရင်တဲ့စိုးရိမ်မှုမရှိဘူးတဲ့ကိုမပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုပေါ်မှာမြည်သူ့မှာတောကမဖြစ်ဘူးတဲ့ကိုပိုင်တဲ့ပစ္စည်းတစ်ခုပေါ်မှာတောကဖြစ်တယ်တဲ့ကိုနဲ့မသိတဲ့လူတစ်ယောက်ပေါ်မှာတောကမဖြစ်ဘူးတဲ့ကိုနဲ့သိတဲ့လူတစ်ယောက်ပေါ်မှာတောကဖြစ်တယ်တဲ့တောကဆိုတဲ့တွေ့တာမှုပေါ်မှာတောကလို့ဆိုတဲ့အဝဲရီဟာလားအဲ့လိုဖတ်တာလားဟုတ်လားတောကဟာတဲ့တွေ့တာမှုပေါ်မှာအခြေခံတယ်တောကဟာတွေ့တာမှုပေါ်မှာအခြေခံတယ်အဲ့ဒါအန်တလိုင်းတာဒါဥစဉ်တို့ဒါလေးကမေးခွန်းတစ်ခုထွက်လာမယ်ဥစဉ်တို့ဘယ်လိုထွက်လာမလဲအဲ့ဒါအန်တလိုင်းတာလိုက်မယ်ဆိုဥစဉ်တို့မေးလာဘယ်လိုဘာကြောင့်စိုးရိမ်မှုတောကဖြစ်ပါသလဲလို့ဘယ်လိုဖြေမယ်ဘာဝကပြုတ်ဖြေကြည့်တယ်ကဘာကြောင့်စိုးရိမ်မှုတောကဖြစ်ပါသလဲလို့ဘယ်လိုဖြေမယ်တွေ့တာမှုရှိလို့ပါဟုတ်တယ်မလားအခုဒီမှာပဲကြည့်လိုက်အောင်ဘွားတရားသူ့ရဲ့မွေးသားသမီးလေးဆုံးလို့သူဟိုဘာဖြစ်နေတော့ဆိုတော့ဝမ်းနေနေတယ်ပေါ့တောကဖြစ်နေတယ်ပေါ့မင်းတို့ငါတို့မဖြစ်ဘူးဘာကြောင့်ဆိုချင်းနေရပဲဆုံးတဲ့သူရဲ့မင်းကလေးပေါ်မှာတို့အတွက်ဘာဖြစ်နေလို့ဆိုတော့တန်ဟုတ်တယ်မှမရှိအဖြေရဲ့ဒီတိုင်းပဲဟုတ်တယ်နော်ဥစဉ်တို့ဒီထဲမှာလဲဘာလို့ဆိုတော့တောကဖြစ်ကြမှာမျိုးစုံထဲမှာတောကဘာကြောင့်ဖြစ်တယ်ဆိုတော့အတွေ့အတာတစ်ခုကြောင့်ဖြစ်တယ်ဟုတ်တယ်နော်ဥစဉ်ဘာလို့ဆိုတော့ကိုဒီထဲမှာဆိုတောက2မျိုးဖြစ်မယ်တွေ့တာလည်း2မျိုးရှိမယ်လူပေါ်မှာလည်းရှိမယ်ပစ္စည်းတမဲ့ပေါ်မှာလည်းရှိမယ်သက်ရှိပေါ်မှာလည်းရှိမယ်ကိုပစ္စည်းတစ်ခုပြောင်းဆုံးသွားတယ်မဟုတ်လားကိုတွေ့တာတဲ့အလျောက်ပဲတောကဖြစ်သွားတယ်အဲ့ဥစ္စာကဥစဉ်တို့မွဲတဲ့သူပဲလားမဟုတ်ဘူးစင်းရဲတဲ့သူပဲလားမဟုတ်ဘူးဥစဉ်တို့မွဲတဲ့နိုင်ငံပဲလားမဟုတ်ဘူးစင်းရဲတဲ့နိုင်ငံချမ်းသာတဲ့နိုင်ငံတွေလူတွေမှာလည်းအဲ့လိုခံစားနေရတယ်ဥစဉ်တို့လူတွေပြောရနေကြပါလိမ့်မယ်ဘာလို့ဆိုတော့တချို့နိုင်ငံတွေကပညာရေးတော်၎င်းစီးပွားရေးတော်၎င်းအကုန်လုံးဆင်ပြေးနေတယ်ဒါမှမဟုတ်ဦးနဲ့တော့စာရိုးတော်ဖတ်လိုက်ပါဆိုတာကိုစူဆိုင်လုပ်တဲ့အများဆုံးနိုင်ငံကသူဘာဆိုလဲနေသာလန်ဆိုလဲဘယ်လိုအောင်ထားပါတော့ရမေ့သွားပါချမ်းသာတဲ့နိုင်ငံတွေဖြစ်နေရကိုစူဆိုင်လုပ်တာသူတို့ကဒီနေ့ထမင်းတလုပ်စားဖို့ခက်ခဲနေတာမှမဟုတ်တာသူတို့ဘာလို့စူဆိုင်လုပ်ကြဒါဆိုဦးတို့ရှင်းနေတာပဲတောကရဲ့အခြေခံသွားတာပဲဟုတ်တယ်နော်ဒါကြောင့်မြတ်စွာဘုရားရှင်ရဲ့တရားတော်အခုဒါပဲဆက်လေ့လာမယ်ဒါကြောင့်ဦးဇင်းတို့ကတောကနေခြင်းတယ်ဆိုရင်ဘာလုပ်ရမလဲဆိုရင်တွေ့တာမှုကိုလျှော့ရမယ်ဒါတွေကဦးဇင်းတို့ဘယ်နိုင်ငံမှမရှိတဲ့တရားတော်တွေချမ်းသာတဲ့နိုင်ငံတွေမှာလည်းတောကရှိနေတယ်ဆိုရင်ဒီတွေ့တာမှုကိုလျှော့မှာပဲသူတို့ဘယ်လောက်ချမ်းသာနေသူတို့မှာတောကရှိနေမှာပဲဘယ်လောက်ချမ်းသာနေသူတို့မှာတောကရှိနေမှာပဲဘာတွေပဲဖြစ်နေတောကရှိနေမှာပဲတောကရှိနေသူတို့မှာဒါစင်ချမ်းသာမှုအပြည့်အဝမဟုတ်သေးဘူးဒါကြောင့်ဦးဇင်းတို့ဒီဥစ္စာမှာအပြည့်မေးခွန်းလေးတစ်ခုထုတ်မယ်ဘာကြောင့်လူတွေဟာတောကဖြစ်ရပါသလဲလို့မေးရင်တွေ့တာနေလို့ဒါတော့ပြည့်စုံလုံးဖြေမယ်ဆိုရင်ဦးဇင်းတို့စာမျက်နှာ30 53မှာအောက်ပိုင်းလေးမှာကြည့်လိုက်လူတွေကမိမိဘဝကိုတွေ့တာတယ်မိမိဘဝဝင်ခြင်းကိုတွေ့တာတယ်ဟုတ်တယ်လေဟုတ်တယ်မလားကိုယ့်ကိုယ်လည်းတွေ့တာပဲဒါတို့ကကိုယ့်အဖေအမေမိတ်ဆွေပေါင်းသင်းတွေဒါကြီးလည်းတွေ့တာပဲဟုတ်တယ်နော်ဘုရားကိုကြည့်လိုက်စာမျက်နှာ54ကြည့်ပြန်ပြလိုက်မယ်ပစ္စည်းတစ်ခုပေါ်မှာလည်းတွေ့တာပဲပါတယ်ဟုတ်တယ်နော်ပါတယ်မိမိဆွေပစ္စည်းအဲ့ဒါလေးတွေကိုအန်တလိုင်းလေးတည်တာပေါ့တွေ့တာတဲ့ဥစ္စာလေးတွေကိုယ်ပိုင်ပစ္စည်းအဲ့ဒါလေးတွေ့တာတယ်ဒါကြောင့်ဦးဇင်းတို့မေဝေးတစ်ခုလို့ထွက်မယ်လေဘာကြောင့်လူတွေဟာစိုးရိမ်မှုတောကတွေဖြစ်ကြရပါသလဲလို့ဦးဇင်းတို့3မှတ်တန်လေး5မှတ်တန်လေးပေးလိုက်မယ်ဆိုဘယ်လိုဖြေမလဲမောင်ကျော်ဘယ်လိုဖြေမလဲမောင်ကျော်ဘာကြောင့်စိုးရိမ်မှုတွေ့တာမှုဖြစ်ရတာဘာကြောင့်တောကတွေရောက်ကြပါသလဲလို့ဖြစ်လူတွေဟာတော်တော်မှုရှိလို့ပါဘာလို့ဖြစ်ပဲတွေ့တာမှုရှိလို့ပါဟုတ်တယ်ဒါရပြေးပြေးဆိုမှပြီးဆိုရင်မိမိပိုင်ဆိုင်ရတဲ့ပစ္စည်းဥစ္စာမိမိပတ်ဝန်းကျင်တွေကိုတွေ့တာလို့ပါဟုတ်တယ်နော်မောင်ကျော်မင်းငေးနေတာဘာကြောင့်တောကမှုဖြစ်ရပါလဲဘာကြောင့်လူတွေကတောကဖြစ်ရပါသလဲဘယ်သမားဟုတ်အကုန်လုံးအဲ့ဒါမှတ်တာနော်လူတွေကတောကရောက်ကြတယ်ဘာကြောင့်ရောက်ကြလဲဆိုတွေ့တာမှုကြောင့်ဒါဦးဇင်းတို့ရှင်းနေတာပဲဒါဦးဇင်းတို့လည်းတောကရောက်ကြတယ်လို့ဆိုရင်ဒီတွေ့တာမှုကြောင့်ပဲဒီတန်ရောတဲ့မရှိဘူးဆိုတဲ့ဒီမှာလူတွေကဘာဖြစ်လဲအဲ့တွေ့တာမှုကမရှိတော့ဟုတ်ပြီအောက်ကဖတ်မယ်အဲ့ဒီတောကရှိနေသည်များမြည်သည့်စိတ်ချမ်းသာမှုအပြည့်အဝမရနိုင်ဘူးတဲ့စိတ်ချမ်းသာမှုအပြည့်အဝရခြင်းလို့ရှိရင်လည်းတောကလို့ဆိုတဲ့တရားကိုဖယ်ရှားရမှာဒါလေးကနိုင်တာစိတ်ချမ်းသာမှုအပြည့်အဝရခြင်းလို့ရှိရင်လည်းတောကဆိုတဲ့တရားကိုဖယ်ရှားရမှာဖြစ်တယ်
ဒါရအိဗယ်တူတူပါပဲရှိနော်စိတ်ချမ်းသာမှုအပြည့်အဝရခြင်းရဲ့အဖေတရားကိုဖေရှားပါမလဲဆိုဦးဇင်းတို့ကသောကကိုဖေရှားရမယ်သောကဘာကြောင့်ဖြစ်တာတော့တွေ့တာမှုကြောင့်ဖြစ်တာဒါလည်းဦးဇင်းဆက်ဆက်နေရနော်မေးခွန်းလေးကိုကြည့်ဖြေတတ်ဖို့လိုရနော်ဘာကြောင့်လူတွေကသောကဖြစ်ရတာလဲဘာကြောင့်လူတွေကစိတ်ချမ်းသာမှုအပြည့်အဝမရတော့ဘာကြောင့်သောကရှိရတော့ဘူးကုတ်တရားတွေဖြစ်နေဦးဟုတ်လားတရားပွဲရောက်တော့မတင်တန်းတာတကယ်ရှင်းသွားပြအောင်ဗျာဟုတ်ပြီသောကကိုဖယ်ရှားဖို့ကလုံးဝသောကရှင်လူဆိုတဲ့တရားကိုဖယ်ရှားမှာဖြစ်တယ်တဲ့အတွေ့အတာကိုမဖယ်ရှားဘဲနဲ့သောကဖယ်ရှားဖို့ကမဖြစ်ဘူးတဲ့ဒါဆိုနောက်မေးခွန်းတစ်ခုထွက်လာအောင်မယ်အတွေ့အတာကိုမဖယ်ရှားဘဲနဲ့သောကကိုဖယ်ရှားဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးအတတိုင်းတာဒါဦးဇင်းတို့မေးခွန်းတစ်ခုထွက်လာပြီအမှန်တော့ဒါအတူတူပါပဲဘာကြောင့်လူတွေကသောကဖယ်ရတယ်တဲ့တွေ့တာမှုရှိလို့ပါဘာကြောင့်လူတွေကစိတ်ချမ်းသာမှုပြေးပွားမရတာလဲသောကရှိလို့ပါသောကကိုပြောက်ဖို့ရအတွက်ဘာလုပ်ရမလဲဦးဇင်းတို့ကဒါမြတ်စွာဘုရားရှင်ရဲ့လုံးဝဘယ်ခေတ်ဘယ်ပဲနေဘယ်လူမျိုးပဲနေဘယ်ဘာသာဝင်ပဲနေအဲ့ဒါအပြည့်အဝမှန်တဲ့တရားပဲဒါဘာသာရေးနဲ့တောင်မဆိုင်တဲ့တရားပဲဦးဇင်းတို့ကစိုးရိမ်မှုသောကတွေမရှိခြင်းမှုဆိုရင်တွေ့တော်မှုမရှိမှသာလည်းဖြစ်မှာဟုတ်တယ်နော်သူချမ်းသာနေဆင်းရဲနေဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်တွေ့တာမှုရှိနေတဲ့ရင်ဒီတခုတယောက်ပေါ်မှာပစ္စည်းဥစ္စာပေါ်မှာတွေ့တာနေတဲ့၍ဒါတွေဥသိန်းတို့ရှိနေမှာပဲအဲ့ဒီမှာဥသိန်းတို့ကမင်းဝင်းလေးထွက်လာပဲပေါ့ဒါဆိုဘာဖြစ်မလဲပစ္စည်းဥစ္စာကမရှားတော့ဘူးလားဒါမဆိုင်ပြန်တော့ရှားတာကဥသိန်းတို့တံပရာတရားတဲ့ဘယ်တရားကိုပြောရတော့ကဘာကြီးရှားပွေတဲ့မတံပရာတရားတဲ့ပဲဥစ္စာပြောရတော့အာရခတံပရာထိမ့်သိမ်းဆောင်လျှောက်တာနောက်ရရှားတာကြတော့ဥဋ္ဌာဏတံပရာဟုတ်တယ်နော်ဥဋ္ဌာဏတံပရာဒါတွေကဥသိန်းတို့ကလောဘတွေလည်းမဟုတ်ဘူးလူအများစုထင်နေတာဘာထင်နေလဲဆိုတော့စီးပွားရေးရှာတာကိုလောဘလို့ထင်တာဥသိတို့သေချာမှတ်တာပါအဲ့ဒါတွေကဘုရားရှင်ရဲ့တရားတော်တွေကိုတိတိကျကျမသိတော့လူတွေရဲ့ဇဝေဇဝါတွေဖြစ်ကုန်တာစီးပွားရေးရှာတာကဥသိတို့ကဒါလောဘမဟုတ်သေးဘူးနောက်တစ်ခါဒီထဲမှာဒကာမကြီးတို့ဒါဟိုတို့စိုးစံအောင်တို့ကတော့အဘိဓမ္မာသင်မှုတဲ့သူတွေသိလိမ့်မယ်ရှာဖွေတယ်ဆိုတာလောဘလုပ်တဲ့အရာမဟုတ်ဘူးလောဘဆိုတာရှာဖွေတတ်တဲ့သူ့မှာစွမ်းရင်မရှိဘူးလောဘကဘာပဲလုပ်တယ်ဆိုတော့လောဘက तू ကတွေ့တာတတ်တဲ့သဘောတရားလေးပဲ तू ကစွမ်းနိုင်တာ तू ဒီအလုပ်ပဲ तू လုပ်တာရှာဖွေတာဘာတွေရလုပ်တယ်ခုနပြောခဲ့တဲ့ဥဋ္ဌာဏတံပရာဆိုတဲ့ကိုယ့်ရဲ့ကံဉာဏ်ဝီရိယလုံးလာတွေကရှာဖွေတာဒါကြောင့်လူတွေကထင်းနေကြတာမယ်ငါတို့ကလောဘတွေအခြေခံပြီးတော့ရှားနေရတယ်ဆိုတော့ဦးဇင်းတို့ကဖရာရဲ့တရားကိုမသိတော့ကြတော့ကိုယ်စိတ်ကိုအမှန်မသိတော့ဘူးလေရှာဖွေနေရတာတွေကိုလောဘလို့ထင်သွားတာအဲ့ဒီမှာဦးဇင်းတို့ကကိုယ်ပြားမှာလေစီဝါဥစ္စာရှားနေတာကလောဘမဟုတ်ဘူးကိုယ့်ရဲ့ကံဉာဏ်ဝီရိယလုံးလာနဲ့ရှားနေတာရလာတဲ့အပေါ်မှာထိမ့်သိမ်းဆောက်ရှောက်တာလေလောဘမဟုတ်သေးဘူးဘာဖြစ်လဲဆိုအာရခတံပရာထိမ့်သိမ်းဆောက်ရှောက်တဲ့အပေါ်ကြမှာဒါကြီးကိုကိုကတက်မှတ်တွေ့တာနေတာမှကိုကလောဘဖြစ်သွားတာမတူဘူးတော့ဦးဇင်းတို့ဒါတချို့လူတွေကထင်းနေမှာတခုရှိမရှိအေးရောကွာလို့ထင်းနေကြတာအဲ့ဒါငပြင်းနေပြောတာနော်ဟုတ်တယ်နော်ဒါဦးဇင်းတို့စိတ်ကိုမြတ်စွာဘုရားရဲ့တရားတော်တွေသိတဲ့အခါကျဦးဇင်းတို့ရဲ့စိတ်ရဲ့ဖြစ်စဉ်သဘောဒီလူပဲဆိုတော့ဦးဇင်းတို့သိလာတာနော်ဟုတ်ပြီရှင်းစောရအောင်မြို့ဒါဆိုရင်ဒီအတွေ့အတာကိုမဖယ်ရှားဘဲနဲ့သောကဆိုတာမဖြစ်နိုင်ဘူးသောကကိုဖယ်ရှားဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဟုတ်တာပေါ့တွေ့တာကိုဖယ်ရှားမှသောကလည်းပဲမယ်ပေါ့ဒါပြင်ထားလိုက်တော့ဒါသိသွားပြီဒါပြင်နဲ့တွေ့တာမှုကိုဖယ်ရှားဖို့အတွက်ဘာလို့ရမလဲဆရာတော်ကြီးရဲ့စကားပြောဆိုရင်ကောင်းတာပဲဆရာတော်ကြီးကအခုတရားကိုညီကုန်းချုပ်နေတဲ့အတွက်ကြောင့်တွေ့တာမှုကြောင့်ပြောနေတာတွေ့တာမှုကိုတဲ့ဘယ်လိုဖယ်ရှားရမလဲဆိုရင်တဲ့လာပြီတွေ့တာမှုကိုဖယ်ရှားဖို့အတွက်ဆိုရင်တဲ့သဘာဝတရားတွေကိုရှင်းရှင်းလင်းလင်းပြက်ပြက်သားသားမြင်တဲ့တမ္မာဒိဋ္ဌိအသိဉာဏ်ရှိရမယ်တဲ့အဲ့ဒီထူးရတဲ့အသိဉာဏ်ကဥပဒနာဉာဏ်လို့ခေါ်တယ်တဲ့မှန်ကန်တဲ့အမြင်ရှိရမယ်တဲ့သဘာဝတရားတွေကိုအမှန်ကန်ကိုသိမြင်တာတမ္မာဒသနာမှန်ကန်တဲ့အတိုင်းမြင်ရမယ်တဲ့ဦးဇင်းတို့ဒါလေးပြောပြီးမှဦးဇင်းတို့ပထမပိုင်းခဏနားမယ်အဘောပြပိုက်ကိုပြန်ပတ်မယ်ဒါဖြင့်တွေ့တာမှုကိုဖယ်ရှားဖို့အတွက်ဘာလို့ရမလဲဆိုရင်သဘာဝတရားတွေကိုရှင်းရှင်းလင်းလင်းပြပြသားသားမြင်တဲ့တမ္မာဒိဋ္ဌိအဲ့ဒါတွေကတလိုက်တာသဘာဝတရားတွေကိုရှင်းရှင်းလင်းလင်းပြပြသားသားမြင်တဲ့တမ္မာဒိဋ္ဌိပြီးသွားပြီလားတမ္မာဒိဋ္ဌိကိုအန္တတိုင်းထားပြီးသွားဆိုဝိပဿနာဉာဏ်ဆိုပြီးအန္တတိုင်းထားလိုက်ဦးဇင်းတို့မှတ်စုထုတ်တဲ့အခါကျတော့
တွေ့တာမှုကိုဖျောက်ဖို့အတွက်တာမာဒိဋ္ဌိဆိုတာလည်းဥစဉ်တို့ရှေ့မှာပြန်ပြီးရှင်းပြလိုက်အောင်မယ်တဘာဝတရားတွေကိုရှင်းရှင်းလင်းလင်းပြည့်ပြည့်သားသားမြင်တဲ့တာမာဒိဋ္ဌိဝိပဿနာဉာဏ်လို့ဆိုပြီးတော့ဥစဉ်တို့သုံးလိုက်တော့မယ်နော်ဟုတ်ပြီနော်အဲ့ဒါတော့မှန်ကန်တဲ့အမြင်တဲ့ဒါဥစဉ်တို့ဒါတာမာဒိဋ္ဌိဆိုတဲ့မူရင်းအဓိပ္ပာယ်ပါတယ်တော့မှန်ကန်တဲ့အမြင်အဲ့ဒါတွေကိုလက်သက်ကွင်းလိုက်အပေါ်အပိုက်ကြီးကိုဥစဉ်မပြောနိုင်ဘူးဆိုရင်တာမာဒိဋ္ဌိဆိုတာတွေကိုမှန်ကန်တဲ့အမြင်လို့ပြောနိုင်မယ်ဆိုရပြီနော်တဘာဝတရားတွေကိုရှင်းရှင်းလင်းလင်းပြပြသားသားထီကိုဥစဉ်တို့မေးနိုင်မှုဆိုရင်တော့မှန်ကန်တဲ့အမြင်လို့ပြောလိုက်ရင်ရသွားပြီအဲ့ဒါကိုတဘာဝတရားတွေကိုအမှန်တိုင်းမြင်တာကတမ္မာဒသနာတမ္မာဒသနာကိုစကလုံးတစ်လုံးခေါ်လိုက်ဦးမယ်ဗါတဲ့တော့တမ္မာဒသနာတမ္မာဒိဋ္ဌိနဲ့တမ္မာဒသနာဟာစကလုံးအတူတူပဲအဓိပ္ပာယ်အတူတူပဲလို့မှတ်မယ်နော်ဟုတ်ပြီဒါလေးကိုပြီးအောင်ဖတ်လိုက်မယ်ဆိုပါလို့တဲ့အပြီးတမှာသဘောတရားတွေကဒါကူတဲ့ရှင်းပြတာဒါသန္တရာဝိကလို့ဖို့အတွက်လမ်းကြောင်းပဲတဲ့ဒါလေးဦးဇင်းတို့ဖတ်လိုက်အောင်မယ်ပြုငါရဲသူရဲဆိုတာတကယ်ပဲစမ်းစစ်လို့ရှိရင်တဲ့မရှိဘူးယုံနဲ့နှမျိုးသာရှိတယ်ဘုရားကိုပြောလိုက်မယ်အကြမ်းမြင်ပြောမယ်ဆိုရင်လူမာတဲ့ယုတ်ခန္ဓာကိုရှိတယ်စိတ်ရှိတယ်အဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့လှုပ်ရှားနေတာဖြစ်တယ်တဲ့အဲ့ဒီနှစ်ခုစလုံးဟာတဲ့ဆိုင်ရာအကြောင်းလေးကိုအခြေခံပြီးဖြစ်တာတဲ့ယုတ်တရားဟာတဲ့ရှစ်ခုအစုဖြစ်တယ်လို့နန္တရားလည်းပဲတကူတည်းမဟုတ်ဘူးတဲ့အနည်းဆုံးရှင်းပြပေါင်းပြီးတော့ပြောတာအရင်ဝါတော့ကအရင်တစ်ပတ်တော့မှပြဿနာတက်တဲ့အရာပေါ့လူတွေကမြေခွင်းထုတ်တာအမှန်တော့ဒီဥစ္စာလည်းမဟုတ်ပါဘူးဒီအဖြေလည်းမဟုတ်ပါဘူးဒီအဖြေလည်းမဟုတ်ပါဘူးကျုံးနဲ့နာတဲ့ဒီနှစ်ခုကဥစဉ်တို့ကအရင်စာမိုးရဲ့တုန်းကဒါ12လပိုင်းစာမိုးရဲ့တုန်းပြဿနာတက်တဲ့အရာပေါ့ရဘာလို့ဆိုတော့မေးခွန်းမေးတဲ့ဆရာတော်ကအဲ့ဒါမှ9မှတ်ဘူးကသူကညံစမ်းမေးတာသူကအဘိဓမ္မာတဲ့အရှင်မေးတာဒီပြဿနာရှင်းပြတာတော့ကျတော့9မှတ်ကလူတွေအလကားလွတ်သွားတာပေါ့ဒါပေမဲ့တချို့လူတွေကဒီဥစ္စာကိုဖြေရတာအဖြေမှမဟုတ်တာပြထားလိုက်တော့ယုံနဲ့နှစ်ခုဟာတဲ့အပြန်အလှန်ဆက်သွယ်လို့လူတွေမှာလည်းလှုပ်ရှားမှုဖြစ်ပေါ်လာတာပြဒါလေးကိုဦးဇင်းတို့အန်တလိုက်တာမယ်ထားလိုက်အောင်စာမျက်နှာ54အောက်ဆုံးက9ရဲသူရဲဆိုတာတကယ်စမ်းစစ်လို့ရှိရင်မရှိဘူးဒီလိုနဲ့အန်တလိုက်တာမယ်9ရဲသူရဲဆိုတာတကယ်မရှိဘူးစမ်းစစ်တာတွေကိုဘေးဖယ်ထားလိုက်စကလုံးနဲ့ကျုံတော့9ရဲသူရဲဆိုတာတကယ်မရှိဘူးယုံနဲ့နှစ်မျိုးသာရှိတယ်ဒါတစ်ချက်ပြီးသွားရင်နော်ဘုရားဝန္ဒလိုက်တာမယ်လူမှာယုတ်ခန္ဓာကိုရှိတယ်စိတ်ရှိတယ်ဒီနှစ်ခုပေါင်းစပ်ပြီးတော့လှုပ်ရှားနေတယ်ရသွားပြီနော်ဒါဆိုဦးဇင်းတို့အဲ့လောက်ဆိုပြည့်စုံသွားပြီခဏတာအောက်ကဘက်ကိုဖတ်လိုက်မယ်ယုံနဲ့နံဒီနှစ်ခုဟာပြန်လည်ဆက်သွယ်လို့လူတွေမှာတဲ့လှုပ်ရှားမှုဖြစ်ပေါ်လာတာတဲ့ယောက်ျားတန်တာမိန်းမတန်တာတတ္တဝတန်တာဒီလိုမြင်နေကြတယ်တဲ့ထင်မြင်နေသည့်အတွက်ကြောင့်ငါလို့ထင်တယ်ငါသူလို့ထင်တယ်ယောက်ျားလို့ထင်တယ်မိန်းမလို့ထင်တယ်ဟောဒီအထင်မြင်တွေရတဲ့အသိဉာဏ်နဲ့ကြည့်လိုက်လို့ရှိရင်တကယ်ထင်တဲ့အထင်မဟုတ်ဘူးတဲ့အပေါ်လေးကိုဦးဇင်းတို့အဲ့ဒါထားလိုက်ပါအောင်ဒါလေးဖတ်လိုက်အောင်ပါယုတ်တရားယုတ်တရားသက်သက်ဖြစ်တယ်ငါလို့ပြောစရာမရှိဘူးနန္တရားနန္တရားသက်သက်ဖြစ်တယ်ငါလို့ပြောစရာမရှိဘူးယုတ်နဲ့နံနှစ်ခုခွဲထားလိုက်မယ်ဆိုရင်တဲ့လှုပ်ရှားမှုပြောဆိုမှုဒါတွေကအကုန်လုံးရပ်သွားမှာဖြစ်တယ်တဲ့အဲ့ဥစ္စာကိုအန်တတိုင်းတားမယ်ယုတ်တရားသက်သက်ဖြစ်တယ်အဲ့ဒီကိုဦးဇင်းတို့အဲ့အပိုက်ကြီးကိုတစ်ပိုင်းလုံးအန်တတိုင်းတားအဲ့ဒီလိုယုံနဲ့ခွဲခြားသိနာကိုဦးဇင်းတို့ဒါလေးကိုပြီးအောင်ပြောမှဖြစ်ဒါပြောလို့ရသေးတယ်9မိနစ်လောက်ဆိုပြောလိုက်အောင်ပြီးသွားပြီလားဒါဆိုဦးဇင်းတို့ပြန်ပြောဦးမယ်စာမျက်နှာ54အောက်ဆုံးပြောလိုက်အောင်ပြန်သွားမယ်သဘောတရားတွေကိုရှင်းရှင်းလင်းလင်းပြည့်ပြည့်သားသားမြင်တာကိုဘာပြောရလဲတမ္မာဒိဋ္ဌိဘလို့ရှင်းရှင်းလင်းလင်းပြည့်ပြည့်သားသားမြင်တာလဲဆိုတာဦးဇင်းတို့အောက်မှာပြန်ရှင်းပြထားတာဗါတဲ့တော့သူရဲ့ငါရဲ့ဆိုတာတကယ်မရှိဘူးတဲ့ယုံနဲ့နှမျိုးပဲရှိတယ်တဲ့လူမှာတဲ့ယုတ်ခန္ဓာကိုရှိတယ်တဲ့စိတ်ရှိတယ်တဲ့အဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့တဲ့လှုပ်ရှားမှုတွေဖြစ်နေတယ်ရပြီအောက်ဆုံးသွားလိုက်ယုတ်တရားကယုတ်တရားတတ်တတ်ဖြစ်တယ်တဲ့ငါရဲ့လို့ပြောစရာမရှိဘူးတဲ့နန္တရားဟာတဲ့နန္တရားတတ်တတ်များဖြစ်တယ်တဲ့ငါလို့ပြောစရာမရှိဘူးတဲ့ယုံနဲ့နှစ်ခုခွဲထားလိုက်မယ်ဆိုရင်တဲ့လှုပ်ရှားမှုပြောဆိုမှုဓာတ်တွေအကုန်လုံးရပ်သွားမှာအဲ့လိုသိမြင်တာကိုဗါတဲ့တော့တမ္မာဒိဋ္ဌိလို့ခေါ်တယ်ဒါတက္ကမှတ်ထားနော်ဒါဥစဉ်ဒီအထိကိုရောက်မှတ်ထားလိုက်ဥစဉ်တို့ဟုတ်တာပေါ့ဘာလို့ဆိုတော့ဥစဉ်တို့ခုမြပြောဆိုနေလှုပ်ရှားနေလိုက်တယ်ဒီချိန်မှာဥစဉ်ပြုတ်ပြသူပြောအထာပါတော့ကျမ်းမာကြီးတခုပြောပြုတ်သူကနေအသက်ထွက်သွားတယ်ဥစဉ်တို့ကပုံကြသွားပြီဒီယုတ်ခန္ဓာကိုကြီးပဲကြံလိုက်တော့ဟုတ်တယ်မလားအဲ့မဲ့လူတွေကပြောမှာမဟုတ်မဲသုံးသွားတော့အိတ်နေတယ်လူပဲဆိုဒါကတော့အသက်ထွက်သွားခါသာအသက်ထွက်တယ်လို့ဆိုရရလာလူ
အတိုင်းဝမ်းစကလုံးနဲ့ပြောတာနံကွဲသွားညပေါ့လေဟုတ်တယ်မလားရုပ်နဲ့နာဟိုဘာဖြစ်သွားတော့ဆိုတော့ကြတော့ကွဲကွာသွားတဲ့အခိုက်အတန့်လေးမှာတော့ဒါအိတ်နေတဲ့လူလေးပေါ့ဟုတ်တယ်နော်နှစ်ချမ်းခွဲကြီးဦးဇင်းတို့ပြောဆိုပြုမှုတွေကရုပ်နဲ့နာပေါင်းဆက်ထားလို့ဦးဇင်းတို့ကဒါဒီလိုပုံစံမျိုးဖြစ်နေတာကိုကိုယ်စိတ်ကြည့်လိုက်မယ်ဆိုရင်ဦးဇင်းတို့ကယောက်ျားနေနဲ့မိန်းမနေနဲ့ဒီနှစ်ခုနဲ့ဦးဇင်းတို့သွားနေတာတကယ်တမ်းပြန်ပြီးတော့ကိုညံနဲ့ကြည့်လိုက်တော့ကြတော့ငါဆိုတာကြီးကပျောက်သွားတာဟုတ်တယ်နော်အဲ့ဒါဦးဇင်းတို့ဘာကွာလဲတမ္မာဒိဋ္ဌိလို့ခေါ်ပါတယ်တဲ့ကဲဒီနေ့အဲ့လောက်လေးတွေခဏနားကြရအောင်ဒုတိယပိုင်းညမှာပဲအောက်မှာဆက်မယ်ဒကာကြီးတို့က